ဒါကျွန်တော်တို့ရဲ့ psychology တစ်ခုလုံးကိုဒီစင်ရဲ့ဇာတ်လမ်းနဲ့ဒီရှင်ဘာဝဒနာသင်ပေးနေတာရုပ်တရက်ဖြစ်သွားတို့ရမဲ့ခံစားလာပြီးတဲ့အချိန်မှာဒီဘာဖြစ်သွားတေးမောင်ကြောက်သွားတယ်ကျွန်တော်တို့လည်းအဲ့ဒီအချိန်ကိုကြုံတာဒီလောကရဲ့ဖြစ်စရာအလုံးဟာသူကရုပ်တရက်ဖြစ်သွားတာပဲတကယ်ဆောင်စီရုပ်တရက်ဖြစ်သွားတဲ့အခါကျတော့ဒီစင်တော်တဲ့အခါရေးတဲ့ဆင်းလိုက်တဲ့အခါမှာအဲ့ဒီကံရဲ့အကြောင်းကြောင့်တဲ့နှစ်ပေါင်းထောင်ကြာသွားရင်ဘိုးတော်နှစ်ပေါင်းတစ်ထောင်ဆွဲလိုက်လုပ်လိုက်နဲ့သူနောက်ဆုံးမရတော့ဘူးဆိုတဲ့အချိန်မှာသူကလုံးဝသူ့ကိုဘယ်သူမှမကူညီနိုင်တော့ဘူးဆိုတာပြောတယ်လက်ခံလိုက်ငါ့ကိုကူညီမဲ့ဘယ်သူမှငါ့ကိုမကူညီနိုင်ဘူးငါ့ကိုလည်းမကူညီနိုင်ဘူးအောင်ဝန်းကျင်လည်းငါ့ကိုမကူညီနိုင်ဘူးပြောလို့မရဘူးနှစ်ပေါင်းတစ်ထောင်တည်းမှာဂျန်နဲ့ဆင်အားလုံးသူထားပြီးလက်ပေါ်ပြီးလာမှမသိဘူးနော်ဟုတ်ဒီစင်မတော်ကတော့ကြာရင်ကြာမယ်ကြာတဲ့ဖွဲ့ရတော့ဘိုးတော်တော့ပြင်မှာပဲဆိုထားပြီးတော့မှလေတာတော့ဟုတ်လားအဲ့ဒီနေထားမှာthen and could not save himself from the danger he's extremely afraid of being killed အဲ့ဒီခါမှာတဲ့အာကိုရမဲ့ခံစားလာပြီးတဲ့အချိန်မှာသူဘာဖြစ်သွားလဲနော်တေးမှာကြောက်သွားတယ်ဒါကျွန်တော်တို့ရဲ့ psychology တစ်ခုလုံးကိုဒီစင်ရဲ့ဇာတ်လမ်းနဲ့ဒီရှင်ဘာဝဒနာသင်ပေးနေတာကျွန်တော်တို့လည်းအဲ့ဒီအချိန်ကိုကြုံရ helpless ဖြစ်လာဆရာဝန်လည်းမကင်နိုင်ဘူးဘယ်သူမှလည်းဘာမှမလုပ်ပေးနိုင်တော့ဘူးလုံးဝ helpless condition ဖြစ်လာကျွန်တော်ဘောမှာကြုံရမှာဒီအချိန်တဲ့နေထား helpless တော့ခန္ဓာကိုယ်ရဲ့အစိတ်ပိုင်းတွေအားလုံးအလုံးမလုံးတော့ဘူးဖြစ်လာတယ်အဲ့ဒီခါကျရင်စားလို့လည်းမရတော့ဘူးကြားလည်းမကြားရဘူးNo, everything will like this become. Then we become afraid, scared. He was extremely afraid of being killed. He consequently thought for a long time and finally reached the following decision. To add option is to go out of Sinzani gave it up. Now so much to have. ဆုံးဖြတ်ချက်တစ်ခုကိုခိုင်ခိုင်မာမာချလိုက်တယ်